အားလုံးပဲမင်္ဂလာပါ idea 134ကနေပြန်ကြိုဆိုပါရစေဒီကနေ့မှာတော့ကျွန်တော်တို့ဖက်လက်စ audio book စာအုပ်ဖြစ်တဲ့စာရေးသူဦးလူရေးသားထားတဲ့ကာမရဏစာအုပ်ရဲ့အခန်း25ကိုဆက်လက်ဖတ်ရှုမှာပဲဖြစ်ပါတယ်အခန်း25မမေကြီးဒိုင်ယာကြီးကိုမြင့်ဆွေမန်နေဂျာလို့ဒလာခွဲလောက်အရာညတညတကောင်လောက်မှာစံမြဟာကိုမြင့်ဆွေအိတ်ခမ်းထဲကိုဝင်လာပြီးကိုမြင့်ဆွေကိုနှိုးတယ်မောင်မြင့်ဆွေနှိုးတဲ့အခါတထေးတေသွားပြီသူတစ်ပတ်ဖိုးသိုးအိမ်ရှိမှရောက်နေတယ်လို့ပြောတယ်ကိုမြင့်ဆွေလည်းအိမ်ရှိကိုခတ်တုတ်သွားတယ်ဖိုးသိုးနဲ့တွေ့တဲ့အခါဖိုးသိုးကဆရာကြီးတထေးတော့အသက်ခံရပြီလို့ပြောတယ်ဘလို့ဖြစ်တာလဲပြောစမ်းမအောင်လို့ကိုမြင့်ဆွေကမိတယ်ကလတ်မှာဖဲကစားကြရင်တထေးတစ်ပတ်စိန်တော်ကရာဇိုးအုပ်ကိုငယ်ဟာအောက်ဖဲကိုလှန်ကြည့်နေတယ်လို့သူ့တထေးကိုပြောတယ်အဲ့ဒါနဲ့တထေးနဲ့ကိုငယ်တယောက်တခွန်းစကားများတယ်တထေးကစပြီးကိုငယ်ကိုပါရိုက်လိုက်တယ်ကိုငယ်ကလည်းတထေးကိုပြန်ရိုက်တယ်တထေးကရှေ့ချထားတဲ့ဖန်ခွက်နဲ့ကိုငယ်မျက်နှာကိုပေါက်တယ်စိန်တော်ကလည်းကိုငယ်ကိုကလတ်ထိုင်းနဲ့ဝင်ပေါက်တယ်အဲဒီတော့ကိုငယ်ဟာဒုက္ခတွေက6လုံးပြူးနဲ့ထုတ်ပြီးပြစ်လိုက်တာတထေးရဲ့ရှင်ဘက်ကိုမှန်ပြီးတထေးဟာကလတ်မှာတေးတာပဲအခုအလောင်းကိုဆေးရုံကိုယူသွားပြီလို့ဖိုးသူကပြောတယ်ကိုမြင့်ဆွေနဲ့ကြားရတဲ့အတွက်စိတ်မကောင်းဘူးဒီရက်ဒီကစားနဲ့ဒီကာမအပြောပါဟာဘသူ့ကိုမှကောင်းကျိုးမပေးပါဘူးလို့စဉ်းစားရင်းအဝိစားခက်မြန်လဲပြီးဖိုးသူနဲ့အတူတူဆေးရုံကိုလိုက်သွားတယ်တထေးရဲ့မန်နေဂျာကိုမြင့်ဆွေကသာသူတထေးတည်တဲ့အတွက်စိတ်မချမ်းမသာဖြစ်နေတယ်တထေးကတော့နဲ့တထေးသမီးကတော့အပျော်ကြီးပျော်ဝမ်းသာကြီးသာစိတ်ချမ်းသာကြီးသာနေကြတယ်ဖိုးတိုးကကိုမြင့်ဆွေစီမသွားခင်အကြောင်းကြားရအောင်တထေးအိမ်ကိုသွားတယ်တထေးအိမ်မှာမမေကြီးကိုတွေ့ပြီးအကျိုးကြောင့်ပြောတယ်အကြောင်းကိုကြားရတာနဲ့မမေကြီးဟာဝမ်းသာအားရဖြစ်ပြီးလေကားပေါ်အတင်းပြေးတက်သွားတယ်သူ့မိခန်းထဲဝင်ပြီးအမေကိုနှိုးပြီးဝမ်းသာအားရနဲ့မေဖေးသေးပြီလို့ပြောတယ်အမေကလည်းဒီသတင်းမမှန်မှာကိုစိုးရိမ်နေစိတ်နဲ့သမီးဘယ်ကကြားလာတယ်လဲလို့မေးတယ်အခုပဲဖိုးတိုးအိမ်အောင်မှာပြောသွားတယ်လို့သမီးကပြောတယ်ဘယ်မှာသိတာလဲလို့အမေကထပ်မေးတယ်သမီးကဖိုးတိုးပြောတာတွေကိုပြန်ပြောတယ်အဲဒီခါအမေကလည်းတနက်မှန်ယုံသာမှန်ပြီးမသေးသေးပဲသတိမေ့ရလောက်သာဖြစ်နေတာလားလို့စိတ်ထဲကစနိုးစနောက်ဖြစ်နေတာနဲ့သမီးရဲ့တနက်မှန်ယုံမှန်တာလားသိတာလားလို့ထပ်မေးတယ်သိတာပါမေမေရဲ့စိတ်ချပါကလတ်မာတွေကအသက်မရှိတော့ဘူးလို့သမီးကပြောတယ်သမီးကဒီလိုပြောပေမဲ့မေမေကဒါမျိုးဆိုတာသတိမိနေတာလောက်ဖြစ်ပြီးအသက်ပြင်ရှင်းနိုင်တယ်လို့တောင်းလေးမြောက်တွေးပြီးစိတ်ထဲမှာခက်လေးဖြစ်နေတယ်ဖေတင်တော့တရေဖြစ်မှာမေမေကိုလာမချောက်ဘူးလားလို့မေးတယ်သူ့မေကခေါင်းခါပြတယ်ချိုးအတန်လေးလောက်တောင်မှမကြားရဘူးလားလို့ထပ်မေးတယ်သူ့မေကလည်းခေါင်းခါတယ်မေနေရဲသလားသမီးခဏအခန်းပြန်ပြီးထိုင်ရရေးလိုက်အောင်မယ်လို့သူ့မေကိုပြောတယ်နေရဲပါတယ်သမီးရဲ့လို့အမေကပြောပြီးတထေးကိုလှိုင်ပေးဟာမသေးပဲအသက်ပြင်ရှင်ခြင်းနဲ့ရှင်းလာနိုင်တယ်လို့စိတ်ထဲမှာခက်လေးဖြစ်နေတဲ့အတွက်သမီးရဲ့သတင်းထူးရင်မေကိုလာပြောပါအောင်လို့ဆက်ပြီးပြောလိုက်တယ်စိတ်ချပါမေရဲ့ဖေးသေးပါပြီသတိမိနေတာနဲ့တေးတာဟာအရှင်းကြီးပါလို့ပြောပြီးအခန်းကိုထွက်သွားတယ်ခန်းထဲရောက်တဲ့အခါဒိုင်ယာရီကိုထုတ်ပြီးဒီလိုရေးတယ်ဒီကနေ့ညဟာမေနဲ့ငါအတွက်အင်မတန်မင်္ဂလာရှိရဲ့ညပဲဒီလိုမင်္ဂလာရှိတာတခြားကြောင့်မဟုတ်ဘူးဖေးသေးပြီဆိုတာကြားရတာကြောင့်ဖြစ်တယ်ငါဟာ9တန်းအောင်ခြင်းထွက်တုံးကတစ်ကြိမ်10တန်းအောင်ခြင်းထွက်တုံးကတစ်ကြိမ်9တန်းအောင်ခြင်းထွက်တုံးကတစ်ကြိမ်အားလုံးပေါင်း3ကြိမ်ဒီတိုက်ရဲ့လှေကားကိုဝမ်းသာအားရနဲ့ပြည့်တက်ခဲ့ဘူးတာငါကောင်းကောင်းမှတ်မိတယ်ဒါပေမဲ့ဒီကနေ့ညဖေသေးပြီဆိုတဲ့သတင်းကိုကြားရပြီးဒီလှေကားကိုပြည့်တက်ရတာအဲ့ဒီ3ကြိမ်လုံးကထက်ငါအများကြီးပို့ပြီးဝမ်းသာတယ်ပို့ပြီးလည်းရတာရှိတယ်ဘလူးကြီးရဲ့လောင်ကြိုင်ထဲမှာအလောင်ခံရပြီးစားခံရတော့မယ်ဆဲမှာကဲတယ်မဲ့သူနဲ့တွေ့လို့လွတ်လာရတဲ့သူဟာဝမ်းသာနေတယ်လို့ငါလည်းကနေ့ညဝမ်းသာနေတယ်အများကြီးဝမ်းသာနေတယ်ပြောမပြနိုင်အောင်ဝမ်းသာနေတယ်မေစိတ်ထဲမှာဖေဟာမသိဘူးသတိမေ့ပြီးမျောနေတာလားပြန်ပြီးရှင်မလားလို့စိတ်ပူနေပုံပေါ်တယ်ငါမေကိုဒီလောက်လူစင်မမီအောင်နှိပ်စက်တဲ့သူငါကြောင်ကလေးကွက်ကြားကိုခါးစစ်ချိုးကောင်းအိမ်ထဲထက်ခဲတွေထည့်ပြီးမြစ်ထဲချပြီးရေနှိမ့်တက်ဖြစ်ခဲ့တဲ့သူဟာတေချင်းစိုးနဲ့ပဲတေးရမှာဒီလိုလူမျိုးအတွက်တခြားတေးနည်းမရှိနိုင်ဘူးတထေးကိုအတူလိုက်ပြီးအရက်တောက်တဲ့မယားနှိမ့်ဆက်နေတဲ့ထမင်းညက်သမားအင်းငိမ့်တော့တီရောပေါ့ကွယ်နှက်ပြန်ခါကြရင်အရက်ဖြတ်ပါမယ်မိမကိုလည်းမရိုက်တော့ပါဘူးလို့ဂတိပေးရင်ပေးမပေးရင်အလုတ်ကတခါတည်းထုတ်ပြလိုက်မယ်
စက်ဖက်မှာလည်းအရက်တော့မရနှိမ့်ဆက်နေတဲ့တတဝါတွေရှိသေးသလားမဆိုနိုင်ဘူးရှိရင်လည်းအရက်ဖြတ်ပါမယ်မိမမနှိမ့်ဆက်ပါဘူးလို့ခရီးမပေးနိုင်တဲ့လူတွေအကုန်လုံးကိုအလုတ်ထုတ်ပြမယ်လူတယောက်မှမကြံလို့ဆက်တွေပိတ်ထားရရင်ပိတ်ထားရပါစေရသမားနဲ့မိမနှိမ့်ဆက်တဲ့သူတွေအကုန်လုံးထုတ်ပြမယ်ဟေးလို့ရေးထားလိုက်တယ်နောက်နေ့မနက်6နာရီခွဲလောက်မှာထမင်းညက်သမားအင်းချင်းကိုမေကြီးခေါ်လိုက်တယ်အင်းချင်းရောက်လာတဲ့အခါကဲကိုအင်းချင်းဒီနေ့ကစပြီးအရက်တောက်တာနဲ့မိမနှိမ့်ဆက်တာလို့ဖြတ်ရင်ဖြတ်မဖြတ်ရင်ရှင်ဒီမှာအလုံးမလုံးရတော့ဘူးဘလို့လဲပြောအလုံးထက်အရက်နဲ့မရနှိမ့်ဆက်ရတာပိုပြီးမှတ်တယ်ဆိုရင်ပြောတာပြောအာမနာနဲ့လို့မေကြီးကပြောတယ်ဖြတ်ပါမယ်အကြည့်ရဲ့လို့အင်းချင်းကပြောတယ်ဖြတ်မယ်ဆိုရင်အရက်ထဲကအာမခံမဲ့လူကြီး3ယောက်ရဲ့စာကိုဒီကနေ့ယူခဲ့ကြားလားလို့မေကြီးကမေးတယ်ကြားပါတယ်အကြည့်လို့အင်းချင်းကဖြေတယ်ရှင်အရက်ဖြတ်မယ်မရနှိမ့်ဆက်တာလည်းဖြတ်မယ်ဆိုရင်ရှင်ကိုတလကအပူပေးမယ်ဒီလကစပြီး30တိုးပေးမယ်နောက်ကိုနှစ်တိုင်း5ချက်စီတိုးပေးမယ်6လတစ်ကြိမ်လင်မယား2ယောက်စလုံးအတွက်ဝတ်စုံတစ်စုံစီပေးမယ်ကလေးတွေအတွက်ကျောင်းလာကစာအုပ်ခဲတံပိုးမုတ်ဖိုးလည်းပေးမယ်ကောင်းပြီသွားတော့လူကြီး3ယောက်ရဲ့အာမခံစာယူခဲ့လို့ပြောပြီးလွှတ်လိုက်တယ်ဒီနေ့မနက်ပဲ7နာရီလောက်ရှိတော့ကိုမြင့်ဆွေဟာမေကြီးတို့တိုက်ကိုရောက်လာတယ်မေကြီးနဲ့တွေ့တဲ့အခါမမေကြီးတို့ဖေးလောင်းကိုဆရာဝန်စစ်ပြီးပြီအင်ကိုပြန်ယူခြင်းယူနိုင်ပြီးဘလို့လုပ်စီစဉ်လဲလို့မေးတယ်မမေကိုသွားမေးအောင်မယ်ဆိုပြီးမေကြီးတိုက်ပေါ်တက်သွားတယ်မေကြီးဟာပြန်ဆင်းလာတဲ့အခါကိုမြင့်ဆွေကိုဦးလို့ခေါ်ရင်ကောင်းမလားကိုကြီးလို့ခေါ်ရင်ကောင်းမလားစဉ်းစားတယ်အောက်ရောက်ခန်းဒီမှာပဲအကိုကြီးလို့ခေါ်ဖို့ဆုံးဖြတ်ပြီးအကိုကြီးမေမေကတိုက်ပေါ်ခဏလာပါအောင်လို့ကိုမြင့်ဆွေကိုပြောတယ်ကိုမြင့်ဆွေလည်းအိမ်မော်ကိုတက်လိုက်သွားတယ်ခန်းထဲရောက်တဲ့အခါကတင်ပေါ်မှာလှဲနေတဲ့မခင်လာကိုဖြုံးကနေမှတ်တောင်မမှတ်မိမခင်လာဟာအယိုးနဲ့အရေပဲရှိတော့တယ်မျက်နှာမှာလည်းသွေးကိုအလင်းမရှိတော့ဖြူပဲဖြူရော်ကြီးဖြစ်နေတယ်မျက်တွင်းကလည်းအထဲချိုင်ဝင်နေတယ်ကမ္မထမ်းရှုဖို့ရုပ်ကြီးလိုဖြစ်နေတယ်အဲလောက်ထိရုပ်ပြက်စင်းပြက်ဖြစ်နေတယ်အားကြောင့်မလို့ကိုမြင့်ဆွေဟာဖြုံးကနေဟန်အောင်မလုပ်တော့ပဲအားအသင်ပြီးခဏလောက်ဆိုင်းကြည့်နေတယ်နောက်မှမခင်လာလို့ခေါ်လိုက်တယ်မခင်လာကလည်းမောင်မြင့်လို့ပြန်ခေါ်တယ်ပြီးတော့မှမောင်မြင့်ကိုမြင်ရတဲ့အတွက်ဝမ်းလဲတာကိုချီနေကလည်းမလှတဲ့အတွက်ဝမ်းလဲနေပြီးမခင်လာဟာမျက်ရည်တွေစီးကြလာတယ်ကိုမြင့်ဆွေဟာမခင်လာဟာတထေးကိုလှိုင်ဖေအတွက်မျက်ရည်ကျနေတဲ့ထင်ပြီးမခင်လိုက်ကိုလိုင်းဖေးရဲ့အကြောင်းကိုညကြချင်းငါလဲစိတ်မကောင်းဘူးတရားနဲ့သာဖြေပါကွယ်လို့ပြောတယ်မခင်လာသူ့ခေါင်းကိုအသာလေးခါပြီးသူ့အတွက်ကြားတဲ့မျက်ရည်မဟုတ်ဘူးလို့ပြန်ပြောတယ်မမေကြီးလည်းသူ့မေမျက်ရည်တွေကိုမျက်နှာတုပ်ပွားနဲ့အသာတုပ်ပြီးတယ်မခင်လာဟာကိုမြင့်ဆွေကိုကြည့်ပြီးမောင်မြင့်ကတော့ရုံမပြတ်ပါဘူးငငယ်အတိုင်းပါပဲလို့ပြောတယ်မခင်လာရဲ့ငါလည်းပြန်ရောက်ခလေးကလာကြည့်ဖို့ပါပဲအကြောင်းမညီညွတ်နိုင်ဘူးငါမှတငယ်ချင်းဝတ္တရားတွေပြက်နေတယ်ခွင့်လွတ်ပါလို့ပြောတယ်မခင်လာကလည်းခေါင်းခါပြီးဟိုတုန်းကမလာတာလည်းကောင်းတယ်လို့မခင်လာပြောတယ်မခင်လာတက်တာရဲ့လားလို့ကိုမြင့်ဆွေကမေးတယ်မခင်လာခေါင်းခါတယ်စားတော့ကောဘယ်နဲ့လဲလို့ကောင်းရဲ့လားလို့ကိုမြင့်ဆွေကမေးတယ်မခင်လာကခေါင်းခါပြတယ်မေမေဟောလစ်နဲ့စွတ်နဲ့ပဲတောက်နေရတာပဲလို့မမေကြီးကဝင်ပြောတယ်ဒီအတူပါကိစ္စပြီးရင်ရန်ကုန်မှာတမ်းမကူကျင်ဘူးလားငါလိုက်ပို့မယ်လို့ကိုမြင့်ဆွေကပြောတယ်မခင်လာကခေါင်းအသာခါပြပြီးမဖြစ်တော့ပါဘူးမောင်မြင့်ရဲ့ပြောပြီးမျက်ရည်တွေကျလာတယ်မမေဟာထိုင်တော့မထိုင်နိုင်တော့ဘူးတခါလေထိုင်ခြင်းတဲ့အခါတယောက်ကထူပေးပြီးနောက်ကဖတ်ထားရတယ်လို့မေကြီးကဝင်ပြောတယ်ကိုမြင့်ဆွေလည်းမခင်လာကိုစိတ်မချမ်းသာတဲ့မျက်နှာနဲ့ကြည့်နေတယ်မခင်လာကြီးငါမှလည်းကိစ္စကြီးတန်းလန်းနေနောက်မှပဲအေးဆေးလာတွေ့အောင်မယ်ကိုလောင်ဖေးရဲ့အလောင်းဒီကိုယူရရမလားလို့မေးတယ်ဆေးရုံကပဲချလိုက်ပါတော့လို့မခင်လာကပြန်ဖြေတယ်ကဲသွားလိုက်အောင်မယ်ကွယ်ဆေးရုံမှာလူတွေစောင့်နေတယ်ငါဒီကရောက်မှသူတို့လည်းလှုပ်ရှားရှိရာဆက်လုပ်ရမှာလို့ပြောပြီးထသွားတယ်မေကြီးလည်းအိမ်အောင်ထက်ထိလိုက်ပို့တယ်မမေကြီးဟာသူ့အမေခန်းထဲကိုပြောင်းဝင်လာပြီးအမေဦးမြင့်ဆွေကိုတိတာကြားပြီလားလို့မေးတယ်တို့ဟာအိမ်ကြီးချင်းငယ်တွေကကစားပေါ်ကစားပဲမမေမှလည်းသူပဲတငယ်ချင်းရှိတယ်သူ့မှလည်းမမေပဲတငယ်ချင်းရှိတယ်မမေဟာသမီးရဲ့ဖေဖေနဲ့အိမ်နောင်ကြတော့မှပဲလူချင်းကွဲသွားကြတာလို့သမီးကိုအမေကပြောပြတယ်မေမေသမီးကိုဒီเจ้าတွေတခါမှပြောမပြဘူးနော်လို့သမီးကမေးတယ်သူနဲ့မေမေဟာဒီဘဝမှာတော့တွေ့ဖို့လမ်းမရှိတော့ဘူးဆိုပြီးမေမေလည်းဒီเจ้าတွေကိုတခါတည်းမြုပ်ထားလိုက်တာပါပဲသမီးရဲ့လို့အမေကပြောတယ်ဦးမြင့်ဆွေဟာဖိတ်လိုလူစားမျိုးမဖြစ်နိုင်ပါဘူးနော်လို့သမီးကအမေကိုမေးတယ်ညီဖေနဲ့မနှိုင်းရှင်နိုင်ပါဘူးသမီးရဲ့ပိတ်တာနဲ့ဗမာလောက်
ကွာပါတယ်လို့အမေကပြန်ပြောတယ်မမေကြီးနဲ့သူ့မိနာမှာခဏနောက်လေးပြီးသူ့ခန်းထဲမှာဒါရီကိုဒီလိုရေးတယ်ဒီကနေ့ငါစိုးထိုးတဲ့မကြားတော့ဘူးအော်တန်ကိုသာကြားရတယ်ဦးမြင့်ဆွေလာတယ်ငါအကိုကြီးလို့ခေါ်လိုက်တယ်ထမခေါ်ကားသားမှုထင်ပါရဲ့တမျက်နှာလုံးပူထူသွားတယ်အကိုကြီးကမမေနဲ့ခဏတွေ့တယ်ဖေအလောင်းအိမ်ပြန်ယူလာမလားလို့လာမေးတယ်မမေကမယူနဲ့တော့ဆေးရုံကပဲချလိုက်ပါလို့ပြောတယ်အကိုကြီးဟာမမေနဲ့ငငယ်လေးကအိမ်နီးချင်းကစားပေါ်ကစားပဲတငယ်ချင်းလို့ပြောတယ်ဖေနဲ့ကိုကြီးဟာမရှင်နှိုင်းထိုက်ဘူးပိတ်တာနဲ့ပြမာလောက်ကွာတယ်လို့မမေကပြောတယ်လို့ရေးထားလိုက်တယ်ဒီကနေ့ကစပြီးသူ့တာရီကိုရင်ကလိုပုံရှိုးကွက်ရှိုးမထားတော့ဘူးစပွဲပေါ်မှာပဲတင်ထားလိုက်တယ်အာသူကပြီးတဲ့အခါလောက်ကပြန်ကိုမြင့်ဆွေမခင်လာစီကိုလာတယ်မခင်လာနဲ့တွေ့တဲ့အခါမခင်လာစိတ်ချမ်းသာအောင်ငငယ်ကလိုသူတို့အတူမန်လေးဖူးသွားကြတာတွေမန်လေးတောင်ပေါ်ကိုသူတို့နှစ်ယောက်ပြိုင်ပြီးတက်ကြတာတွေစကိုင်းဘက်မှာလည်းပုံညရှင်စီဒီကိုရောက်အောင်ပြိုင်တက်ကြတာတွေဥမင်30သွားလဲတာတွေမင်းဝန်းခေါင်းလောင်းကြီးကိုသူနဲ့မခင်လာတက်စီထိုးခဲ့တာတွေရှောက်ပြောနေတယ်သမီးလေးမမေကြီးလည်းဘေးကနားထောင်ရင်းသူ့မိမျက်နှာကိုခဏလှမ်းကြည့်တယ်အတော်ကြီးကြာသွားတဲ့အခါကိုမြင့်ဆွေကမခင်လာရဲ့ငငယ်ချင်းရင်းနေနဲ့ငါမှတာဝန်ရှိနေတယ်မခင်လာကိုငါကျင်းနှံ့အောင်ပြုစုရစီငါ့ကိုခွင့်ပေးပါလို့တောင်းတယ်မောင်မြင့်သဘောရှိပြုစုပါခွင့်ပေးပါတယ်လို့ခေါင်းကိုအသားညှိရင်မခင်လာကပြောတယ်ကိုမြင့်ဆွေပြန်တဲ့အခါမမေကြီးကဒီလိုဒိုင်ထဲမှာရေးထားတယ်ကိုကြီးလာတယ်မိမိနဲ့သူနဲ့ငငယ်ကမန္တလေးနဲ့စကိုင်းဖျားဘူးသွားကြတာတွေကိုရှောက်ပြောတယ်မိမိကိုကြည်ရတာကိုကြီးပြောတာတွေကိုနားထိုင်ထောင်ရင်းပြုံးနေတာပဲမိမိဒီလိုပြုံးတာမျိုးမမြင်ရတာကြာပြီကိုကြီးရဲ့နှကန်းနဲ့မျက်လုံးမှာသူရတတိဒေဝီစောင့်နေတယ်ထင်တယ်ဒီလိုမှမဟုတ်ရင်လည်းဒီနှကန်းနဲ့မျက်လုံးထဲမှာတစ်ဖက်သားကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တက်တွေအများကြီးရှိတယ်ထင်တယ်သူကျင်းနဲ့အောင်ပြုစုပြရစီလို့မိမိစီမှာခွင့်တောင်းတယ်မိမိကခွင့်ပြုလိုက်တယ်ဘလို့များပြုစုမလဲမဆိုနိုင်ဘူးလို့ရေးထားလိုက်တယ်ညနေဘက်ကျတော့ထမင်းချက်သမားအင်းငိမ့်ဟာအရက်ထဲကလက်သမားကိုဖုတ်တုတ်ဆေးစရာကြီးဥအောင်ပန်းနဲ့မော်ရင်းကားတဲ့ဒေါ်နှင်းစီတို့စီကထောက်ခံစာတွေယူလာပြီးမမေကြီးကိုပေးတယ်မေကြီးလည်းအပိုတလားကကိုချက်ချင်းထုတ်ပေးတယ်နောက်ပြီးတော့သူ့ဓာတ်ရီထဲမှာဒီလိုရေးတယ်ထမင်းချက်သမားကိုအင်းငိမ့်ဟာရက်ဖြတ်ပါမယ်မရနှိမ့်ဆက်တာဖြတ်ပါမယ်လို့တကနေ့ဂရီပေးတယ်အရက်ထဲကလူကြီးသုံးဦးကလည်းထောက်ခံတယ်ဂရီပြတ်ရင်တရက်မဆိုင်ဘူးချက်ချင်းထုတ်ပြလိုက်မယ်လို့ရေးထားတယ်နောက်နေ့မနက်မောင်မြင့်ဆွေဟာယူတိုက်ကိုသွားပြီးလူမအိတ်တဲ့တန်ကရင်တစ်လုံးတန်ကြိုးရိုက်ပြီးအမှားခိုင်းတယ်လူမထိုင်ချင်းရင်ပွေ့ထူစရာမလိုနောက်ကဖတ်ထားစရာလည်းမလိုကရင်ခေါင်းရင်းဘက်ကလက်တံတစ်ခုကိုလှည့်လိုက်ရင်ခေါင်းဘက်ကကရင်တစ်ချမ်းကပေါ်မြင့်တက်လာတယ်အဲ့ဒီကရင်ကိုမှားပြီးမခင်လာစီလာတယ်မခင်လာရဲ့အခန်းဟာမှောင်နေလီလည်းမရဘူးဒါကြောင့်နောက်ထပ်ပရင်းမောက်နှစ်ခုဖောက်ချင်တယ်ပရင်းမောက်ဖောက်နေတော့မခင်လာချမ်းတစ်ခုမှပြောင်းနေဖို့ပြောတယ်အဲ့လိုပြောင်းဖို့အခန်းကိုမမေကြီးနဲ့အတူသွားကြည့်တယ်ခန်းကိုသင်ဖြစ်အောင်လုပ်ထားညနေအလုပ်စောစောဆင်းခဲ့မယ်သူလာမှမခင်လာကိုရွှေ့ဖို့မှာပြီးအလုပ်ဖက်ကိုကူးသွားတယ်ညနေကျတော့ကိုမြင့်ဆွေ3နာရီလောက်ရောက်လာတယ်သူနဲ့အတူပယံကလားတယောက်ပါလာတယ်ပရင်းမောက်ဖောက်ဖို့နေရာကိုသူကိုယ်တိုင်ပြတယ်နောက်နေ့ကစပြီးလုပ်ရမယ်9ရက်တွင်အပြီးလိုချင်တယ်လို့ပြောပြီးပြန်လွှတ်လိုက်တယ်တောင်းလောက်ကြတဲ့အခါပြောင်းရင်ရွှေ့ရင်မခင်လာမောလာရင်ကူဖို့သူမှားထားတဲ့အတိုင်းဆရာဝန်နဲ့သူနာပြုဆရာမ2ယောက်ရောက်လာကြတယ်သူတို့မှလူနာတဲဖို့ကတ်လဲပါလာတယ်ဒါပေမဲ့ဒီကတ်ကိုမြင်ရင်လူမနှလုံးနာမယ်ဆိုပြီးမောင်မြင့်ဆွေကသဘောမကျဘူးအိမ်ရောက်မှခတ်စောစောကလေးကသူကြည့်ထားတဲ့ကျိန်ပလက်ကထိုင်ကြီးပေါ်ကိုတက်ခိုင်းတယ်ပလက်ကထိုင်ကိုဟိုဘက်ဒီဘက်မှာခေါင်းနေထားပြီးအလဲကမခင်လာကိုထားတယ်ပြီးတော့မောင်မြင့်ဆွေကဝိုင်းပြီးကလက်ထိုင်ကိုရွှေ့သွားကြတယ်နောက်ခန်းမှာနေသားကြဖြစ်တဲ့အခါလူမဘေးမှာဆရာဝန်နဲ့ကိုမြင့်ဆွေတို့ထိုင်ကြပြီးကိုမြင့်ဆွေကမခင်လာရေဆရာဝန်မနှက်ပြန်ကစပြီးတရက်ချလာကြည့်လိုက်မယ်နေထိုင်မကောင်းတာတွေရှိရင်ခုံပြောပြဒီကြားထဲမှာလိုချင်ရင်လည်းဆရာဝန်ကိုမှားလိုက်ပါချက်ချင်းရောက်လာမှာပဲလို့ပြောတယ်မခင်နာလည်းမောချင်းပန်းချင်းမရှိတာနဲ့ဆရာဝန်ဆရာမတွေနဲ့ကိုမြင့်ဆွေတို့ဟာတောင်းလောက်ကြတဲ့အခါပြန်သွားတယ်မခင်လာလဲတတိကတော်လို့သာဆိုတဲ့အိမ်နောက်ကြကလေးက18နှစ်19နှစ်လုံးဟာဒီကနေ့ညနေလို့ယူယူရလောက်တာမျိုးတစ်ခါမှမခံရဘူးဒါကြောင့်ခုလိုပြုစုခံရတဲ့အခါ19နှစ်လုံးနောက်ကြီးကြီးဖြစ်နေတဲ့စိတ်တွေဟာကြက်ပြောင်းငှက်ပြောင်းပျောက်သွားပြီးကြီးကြီးနင်းနင်းဖြစ်နေတယ်နောက်3ရက်လောက်ကြာတဲ့အခါဆရာဝန်ရှာပေးတဲ့အတွက်သူနာပြုဆရာမ2ယောက်မောင်မြင့်ဆွေရလာတယ်သူတို့ဟာအရင်ကရန်ကုန်စေုံကြီးမှာလောက်ကြတယ်အိမ်အောင်ကြရတဲ့အလောက်ကထွက်ရပြီးဝါခဲမမှာပဲလင်းတွေလှုပ်စားထိုင်စားနေကြတယ်အဲဒီညောင်ဟာနေနဲ့ညမခင်လာကိုတလဲစီဆောင်တယ်9ရက်ကြာတဲ့အခါနေလှည့်ညလှည့်ပြောင်းပြီးတယ်
မခင်လာနေတဲ့ခန်းကိုပရိမဖောက်ရုံသာမကဘူးပြလဲလဲအယောင်စီးတုပ်လိုက်ပြီးမခင်လာကနေမော်ကနေလှမ်းကြည့်ရင်မြင်နိုင်တဲ့အရာတွေနဲ့တင့်တော်မဲ့ခြားနေရာတွေမှာတောကားတောင်ကားတွေပင်လယ်ထဲလှထွက်နေတဲ့ကားကလေးတွေရေတကွန်ကားကလေးတွေပကြီးပန်းကားလေးတွေကိုတင့်တော်အောင်ချိတ်ဆွဲတယ်ဒါတွေမကသေးဘူးခန်းထဲမှာစိုက်ထားလေးရှိတဲ့ကမုံမင်မျိုးကိုသူလိုက်စုနေတာ6မျိုးလောက်ရတယ်အဲဒီပင်တွေကိုလည်းလှတဲ့ပန်းအိုးထဲပြောင်းဆိုင်လိုက်တယ်ဒီနောက်ခန်းရဲ့တင့်တော်တဲ့နေရာတွေမှာခုံနှင်းမြင့်ကလေးတွေလှုပ်ပြီးတင်ထားတယ်ခန်းတွင်ခင်းတဲ့ခေါ်တော်ကြီးတစ်ချက်ကိုလည်းရိုးတိုက်ကဝယ်ပြီးမခင်လာရဲ့ကလေးနဲ့မနီဦးမွေးမှာခင်းထားတယ်မကြခင်ပဲရိုးတိုက်မှာထားတဲ့တန်ကတင်နဲ့ရောက်လာတယ်တန်ကတင်ကိုကွန်မြင့်ဆွေကိုယ်တိုင်ဆင်းတယ်ခန်းဟာအားလုံးအသင့်ဖြစ်တဲ့အခါရှေးကလိုပဲဆရာဝန်ဆရာမတွေကိုမခင်လာမောင်းရင်ကူဖို့စောင့်ထားပြီးမခင်လာကိုသူ့ခန်းပြန်ရွှေ့တယ်မခင်လာဟာသူ့ခန်းမှန်းအောင်မှတ်မိလေတွေလည်းတဟူးဟူးနဲ့ဝင်နေတယ်ပိုလင်းလာတယ်ရှုပ်ကားတွေကမုံပန်းမင်တွေကော်စောတွေနဲ့ဆိုတော့အခန်းဟာတိတ်ပြီးတာရနေတယ်အိမ်အောင်ကြကလေးက16နှစ်လုံးဒီလိုယူရပြုစုတာခုမှပဲခံရတဲ့အတွက်မခင်လာဟာတခါသူ့ဟာသူတော့မယုံနိုင်ဘူးသူပဲဘဝများရောက်နေလဲအိမ်မက်များမက်နေလားလို့တွေးမိတယ်သမီးမမေကြီးကလည်းဓာရီကိုတရေးတဲ့ရေးနေတယ်သူရေးတာရဲ့အတူချုပ်ကတော့ဒီလိုရှိတယ်ဖေဖေရဲ့ချီနဲ့လက်ဟာမမေကိုထိုးဖို့ရိုက်ဖို့ကံဖို့ကြောက်ဖို့ဖြစ်တယ်လို့ကိုရောစိတ်ပါမချမ်းသာအောင်လုပ်ဖို့ဖြစ်တယ်လို့ကိုကြီးရဲ့ချီနဲ့လက်ဟာမမေကိုစိတ်ချမ်းသာဖို့ကိုချမ်းသာဖို့အသက်ရှိဖို့အတွက်ဖြစ်တယ်ကိုကြီးဟာမမေနာမည်ကိုခေါ်တိုင်းမခင်လာရေးလို့အမြဲတမ်းခေါ်တယ်ဒီရေးဆိုတဲ့စကားလေးတစ်လုံးဟာဘာမှသာမဟုတ်တယ်တိတ်ပြီးထူတယ်အဲ့လိုခေါ်ခံရတဲ့မမေကတော့အဲ့စကားကိုကြားတဲ့အခါဘလို့နေလဲမသိဘူးဘေးကကြားတဲ့ငါကတော့ဖြင့်တဲတဲကိုအေးသွားပဲငါဆိုးထိုးတဲ့တန်ကြီးနဲ့ဆိုရင်တော့ကွာကျင်တိုင်းကွာတာပဲငါဆိုးကြီးကတော့မမေကိုခေါ်ပါလိမ့်မယ်မမူးတဲ့အခါဟက်ကောင်မခင်လှမိခင်လှမူးတဲ့အခါဆောက်ကမြင်းမဖေမမောင်မငါဖာတယ်မမမေဟာတတိနေလို့ပေါ့ငါသာဒီလောက်နှိပ်ဆက်စော်ကားနေရရင်ဆွဲကြိုးချတာကြားလှပြီမမေယောဂါဟာတော့မသက်သာပါဘူးအမတန်ကြီးကျွမ်းနေပါပြီဒါပေမဲ့မမေကိုကြည့်ရတာစိတ်ချမ်းသာပုံပေါ်တယ်ကိုကြီးဟာမမေကိုစကားပြောရင်ဝမ်းထဲကလိုက်လဲထွက်လာတဲ့အသံနဲ့ပြောတယ်အကိုကြီးစကားပြောပြီးဆိုရင်မမေဟာမျက်တောင်မခတ်ဘူးကိုကြီးမျက်နှာကိုပဲစိုက်ကြည့်နေတယ်အကိုကြီးဟာသူ့တငယ်ချင်းဒုက္ခရောက်နေတာကိုမြင်ပြီးတိတ်တနာနေတယ်ထင်တယ်အကိုကြီးရဲ့တနာတာတွေဟာသူ့အတန်မှာရောသူ့မျက်နှာမှာရောသူ့အမူအရာတွေမှာရောအကုန်ပေါ်နေတယ်ကျောင်းတုံးကဆရာပြောတာကြားဘူးတယ်ပြမပြည်ကလာတဲ့လူတွေဟာဒီလိုပဲအင်မတန်တနာတတ်တယ်တန်တန်ရှင်းကိုလည်းအင်မတန်ကြိုက်တယ်ကိုကြီးလည်းတန်တန်ရှင်းတိတ်ကြိုက်တယ်ဒါပေမဲ့ပြမပြည်ကလာတဲ့လူတွေဟာမိမကိုတိတ်ပြီးယွန်းတယ်ဘယ်တော့မှမိမမယူဘူးတဲ့ကိုကြီးဟာအခုချိန်ထိမိမမယူတာဒါကြောင့်များလားဆိုတဲ့စာမျိုးတွေကိုဒီရတော့တွင်သူ့ဓာရီထဲမှာခမည်းများရေးထားတယ်ကိုမြင့်ဆွေလည်းအလောက်ကပြန်လာတိုင်းမခင်လာစီကိုဝင်တယ်ရှေးအောင်နောက်ပြတွေပြောတယ်ပြန်ကန်ဒီကြတော့သူ့မေဟောသမျှတရားတွေကိုသူ့ဖေဖေပြန်ရေးထားတဲ့မှတ်စုတွေကိုတစ်နေ့တစ်ပုတ်လောက်စီဖတ်ပြတယ်တခြားအချိန်တွေမှာဂုံတော်ကိုပရိစိတ်နေဖို့ကိုမြင့်ဆွေဟာပတိတကုံပေးခြင်းတယ်ဒါပေမဲ့မခင်လာလက်ထိတ်တွေဟာပတိမစိတ်နိုင်ဘူးလက်ချောင်းတွေလည်းကြာမလုံနိုင်ဘူးဒါကြောင့်မခင်လာကရင်ချေရင်မှာတတိဆိုတဲ့စာလုံးနှလုံးကိုခကြီးကြီးရေးပြီးထောင်ထားတယ်မခင်လာဟာဖရာတရားတန်ခါရဏသုံးပါးရဲ့ဂုဏ်တော်တွေကိုစိတ်ထဲကအမြဲအောက်မေ့နေပါတခါလေစိတ်တွေဟိုရောက်ဒီရောက်ဖြစ်ပြီးဂုဏ်တော်တွေမေ့နေရင်ဒီစလုံးကြီးကြီးတွေကိုမခင်လာကသတိပေးပါလိမ့်မယ်လို့ကိုမြင့်ဆွေကပြောတယ်နောက်2ရက်လောက်ကြာတဲ့အခါမခင်လာရေမမေငါ့ကိုခဏပြောဘူးတဲ့ကန်ရဲ့စမ်းကြယ်ပုံအကြောင်းတွေကိုငါဒီနေ့ပြောပြမယ်နားထောင်တော့လို့စချီလိုက်တယ်မခင်လာကလည်းခေါင်းညှိတယ်မခင်လာပဲဖြစ်ဖြစ်သမီးလေးမေကြီးပဲဖြစ်ဖြစ်ငါပဲဖြစ်ဖြစ်ချားလူပဲဖြစ်ဖြစ်နတ်တွေပဲဖြစ်ဖြစ်မြမာတွေပဲဖြစ်ဖြစ်ဒရိတ်ဆန်တွေပဲဖြစ်ဖြစ်30ပုံမှာရှိကြတဲ့တတဝါတွေမှာကန်သားလျင်ဥစ္စာရှိတယ်တတဝါတွေအားလုံးဟာမိမိတို့လောက်ခဲ့ကြတဲ့ကန်တွေရဲ့အမွေခံဖြစ်တယ်ဒီတတဝါတွေအားလုံးမှာကန်သားလျင်အကြောင်းရှိတယ်ကန်သားလျင်ဆွေမျိုးရှိတယ်ကန်သားလျင်ကိုယ်ွယ်မိကိုရရှိတယ်ကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်သူတို့လောက်ခဲ့မိတဲ့ကန်တွေအားလုံးကိုတတဝါတွေဟာအမွေခံရမယ်တို့ကျုပ်ကတော့ကွယ်နိဗ္ဗာန်မရောက်မချင်းတတဝါတွေဟာသူတို့လောက်ခဲ့တဲ့အတိုင်းဘဝဆက်ဆက်လျှောက်ပြီးဖြစ်ရတာပဲအဲ့ဒီသဘောတရားလေးကိုမခင်နာသဘောပေါက်အောင်ကြည့်နိုင်ရင်အင်မတန်အကျိုးများမယ်ဘာဖြစ်လို့လဲဆိုတော့လူတွေဟာများသောအားဖြင့်သတိလစ်ပြီးဒီတရားသဘောကိုမေ့နေတာများတယ်
အဲ့ဒီလိုမိနေတဲ့အတွက်ဘေးဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ရပြီဆိုရင်ဒီလိုဒုက္ခဖြစ်ရတာဒီလူကြောင့်ပဲဟိုလူကြောင့်ပဲဆိုပြီးဒေါသတွေအာကြီးဖြစ်တတ်တယ်ဒေါသစိတ်ဆိုတာပယ်လေးပုံကိုသာပို့တတ်တယ်ကောင်းတဲ့ဘဝကိုမပို့နိုင်ဘူးတတဝါတွေဟာကိုလုတ်ခဲ့တဲ့အတိုင်းရှောက်ပြီးခံနေရတယ်ဆိုတာထင်ရှားအောင်မြတ်စွာဘုရားလက်ထက်တော်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်၃ခုကိုပြောပြမယ်ယဟန်အစု၃စုဟာမြတ်စွာဘုရားကိုဖူးဖို့သွားကြတယ်တစုဟာလန်ခီကြားရွာတွေမှာနားနေတော့တဲကိုမီးလောင်နေအဲ့ဒီတဲကအမိုးဟာမီးလောင်ပြီးကောင်းကင်ကိုလီနဲ့ပါသွားတယ်ကြီးတကောင်ဟာအဝေးကပြန်လာပြီးဒီမီးလောင်နေတဲ့အမိုးကိုဝင်တိုးမိတယ်အဲ့ဒီအမိုးဟာကြီးရဲ့လေဘင်းမှာဆွမိပြီးကြီးဟာမီးလောင်ပြီးတည်သွားတယ်အဲ့ဒါကိုမြင်ရတဲ့ယဟန်တွေဟာကံရဲ့အကျိုးပေးထူးဆန်းပုံကိုမြတ်စွာဘုရားကိုရှောက်ဖို့လာခဲ့ကြတယ်ဒုတိယယဟန်တစုကပင်လယ်ထဲမှာရွက်လီတစ်စီးလာခဲ့တယ်လမ်းမှာရွက်လီဟာဘယ်မှမသွားဘူးရက်နေတယ်သွားအောင်ဘလို့မှလုပ်လို့မရဘူးအဲ့ဒါနဲ့မဲချတော့၃ချိန်စလုံးဟာလေတကြီးရဲ့မိမကိုကြီးမဲကြတယ်အဲ့ဒီတော့မတက်နိုင်ဘူးလေသမားတွေရဲ့ထုံးစံတိုင်းဒီလေတကြီးကတော့ကိုပင်လယ်ထဲပြချရတော့မယ်အဲ့ဒီကလေတကြီးကသူမိမခြေထဲမှာခြေကလန်လက်ကလန်ဖြစ်နေတာမကြည့်ရဘူးတခါလဲနှစ်သွားအောင်လေပင်မှာအိုးဆွဲပြီးပြချဖို့ပြောတယ်အဲ့ဒီလိုပြချလိုက်တော့မှလှေထွက်လို့ရတယ်အဲ့ဒီလိုကံရဲ့အကျိုးပင်ထူးဆန်းပုံကိုမြတ်စွာဘုရားလျှောက်ဖို့ဒုတိယယဟန်စုကလည်းမှတ်လာခဲ့တယ်တတိယယဟန်စုကတော့လန်ခီဆက်ကြားလိုင်ကိုကြီးတစ်ခုထဲမှာဝင်ပြီးတဲခိုနေတော့တောင်ပေါ်ကကြောက်တုံးကြီးတစ်ခုဟာလိမ့်ကျပြီးအဲ့ဒီလိုင်ကိုကြီးဝါကိုပိတ်နေတယ်နီးနားကလူတွေကဒီကြောက်တုံးကြီးကိုဘလို့နီးထဲမှာဖယ်လို့မရဘူးနောက်9ရက်လောက်ကြာတော့ကြောက်တုံးကြီးဟာသူ့လိုတခြားလိမ့်သွားတယ်အဲ့ဒီလိုကံရဲ့အကျိုးပန်ထူးဆန်းပုံကိုလည်းတတိယယဟန်စုဟာမြတ်စွာဘုရားလျှောက်ဖို့မှတ်လာခဲ့တယ်မြတ်စွာဘုရားကိုရှိခိုးကြပြီးယဟန်စု၃စုဟာသူတို့မှတ်လာတဲ့ဖြစ်ပျက်တွေကိုလျှောက်ထားတယ်မိလောင်သေးတဲ့ကြီးဟာလွန်ခဲ့တဲ့ဘဝတုန်းကလှဲသမားဖြစ်တယ်နွားတကောင်ဟာစိုးပေပြီးမယုံမဲ့ဝင်နေတာမို့ဒီနွားရဲ့လေပင်မှာကောက်ရိုးတွေပတ်ပြီးလှဲသမားကမိရှို့တတ်ခဲ့တယ်။အဲဒီအကုသိုလ်ကံကြောင့်တည်တဲ့အခါငရဲကြတယ်။ငရဲကလွတ်တဲ့အခါဘဝပေါင်းများစွာဒီလိုပဲမိလောင်ခံပြီးတည်ရတယ်။လီတကြီးကတော့လွန်ခဲ့တဲ့ဘဝတစ်ခုမှာအမျိုးသမီးတူဖြစ်တယ်။သူနောက်တကောက်လိုက်နေတဲ့ခွေးတီးကိုလေပင်မှာအိုးဆွဲပြီးရေနှစ်တတ်ခဲ့ဘူးတယ်။ဒီအကုသိုလ်ကံကြောင့်တည်တဲ့အခါငရဲကြတယ်။ငရဲကလွတ်တဲ့အခါဘဝပေါင်းများစွာဒီလိုပဲလေပင်မှာအိုးဆွဲပြီးရေနှစ်အသက်ခံရတယ်။ကြောက်တုံးပိတ်ခံရတဲ့ယဟန်တွေဟာလွန်ခဲ့တဲ့ဘဝတစ်ခုလုံးကနွားကြောင်းသားတွေဖြစ်ခဲ့ဘူးတယ်။ဒီနေ့ကျတော့ဖူကြီးတကောင်ကိုတင်းလိုက်ဖမ်းတဲ့အခါဖူကြီးဟာတွင်းထဲတစ်ခုဝင်ပြေးတယ်။နွားကြောင်းသားတွေလည်းတွင်းဝါကိုပိတ်ထားတယ်။နောက်9ရက်ကြာတော့တွင်းဝါကိုဖွင့်တဲ့အခါဖူကြီးလည်းအစာမစားလို့အားပြောနဲ့ချီနဲ့ထွက်လာတယ်။အဲဒီခါကျတော့နွားကြောင်းသားတွေလည်းဖုတ်ကိုတနာနဲ့အသက်ချမ်းသာပေးလိုက်တယ်။အဲဒီအကုသိုလ်ကံကြောင့်တည်တဲ့အခါဒီနွားကြောင်းသားတွေဟာငရဲကြတယ်။ငရဲကလွတ်တဲ့အခါဘဝပေါင်းများစွာဒီလိုပဲကြောက်တုံးနဲ့ပိတ်ခံခဲ့ရတယ်လို့မြတ်စွာဘုရားကဟောကြားတော်မူတယ်။ကဲမခင်လာရေကံရဲ့အကျိုးပေးပုံတွေဟာမထူးဆန်းပေဘူးလား။ကြီးကံမှာလည်းလေပင်ကိုမိလောင်ပြီးသေးဖို့ကံပါလာတော့ဒီချိန်မှာပဲတဲကိုမိလောင်ပေးရတယ်။ဒီချိန်မှာပဲတဲမိုးဟာလီနဲ့ကောင်းငင်ကိုပါသွားပေးရတယ်ဒီချိန်မှာပဲကြီးကန်းဟာဒီနေရာကိုတက်ကြီးပြန်လာရတယ်ဒီတကြီးကြော်မှာလဲလေပင်မှာအုပ်ဆွဲပြီးရေနစ်တက်ခံရဖို့ကံပါလာတော့ရွက်လီဟာပင်လယ်ထဲမှာဘလို့လုံးမှရှိမတက်ရတော့ပဲရက်ပေးရတယ်မဲချတော့လဲ၃ချိန်စလုံးသူ့ကိုကြီးမဲချပေးရတယ်ရေထဲပြချကန်ကြီးပြန်ပြီးတော့လဲပင်လယ်ထဲမှာခြေကလန်လက်ကနံဖြစ်နေတာကိုမကြည့်ရတဲ့အတွက်လေပင်မှာအုပ်ဆွဲပြီးရေထဲပြချခြင်းတဲ့စိတ်တွေတကြီးမှာပေါ်လာပေးရတယ်ယဟန်တွေမှာလည်းကြောက်တုံးကြီးနဲ့အပိတ်ခံရဖို့ကံပါလာတော့ချိန်ထဲမှာပဲယဟန်တွေဟာလိုင်ငူကြီးထဲမှာလာပြီးတဲရတယ်တသက်လုံးဒီနေရာကဘယ်မှမရွှေ့ဘူးခဲ့တဲ့ကြောက်တုံးကြီးဟာဒီချိန်ကျမှပဲအောက်ကိုလိမ့်လာပြီးလိုင်ငူပေါက်ကြီးကိုပိတ်ပေးရတယ်နောက်9ရက်စီတော့လဲဘသူကမှဆွဲမချပဲသူ့လိုတခြားကိုလိမ့်ပေးရတယ်ဝိထုတွေထဲသာဒါမျိုးတွေသွားရင်ဝိထုစရာဟာတွေ့ကြရရှောက်ရေးရပဲဒါမျိုးမဖြစ်နိုင်ဘူးလို့ဝိထုဖတ်တဲ့လူတွေကပြောကြမယ်ကံရဲ့အကျိုးပေးပုံတွေဟာအင်မတန်ကြီးစမ်းကြယ်တယ်မခင်နာဒါကြောင့်မခင်နာကြီးကိုခံသမျှတွေဟာကိုကလှုပ်ခဲတာတွေကြီးပဲလို့တရားသဘောမှန်တိုင်းကြက်ကြီးနှလုံးသွင်းအဲဒီလိုတရားသဘောမှန်တိုင်းနှလုံးသွင်းနိုင်ရင်စိတ်လဲချမ်းသာမယ်အကုသိုလ်တစ်တွေလည်းမဖြစ်တော့ဘူးအဲဒီလိုမဟုတ်ဘဲဒုက္ခဖြစ်ရတာဟိုလူကြောင့်ဒီလူကြောင့်ဆိုပြီးဒေါသတွေဖြစ်နေရင်စိတ်လဲချမ်းသာမှာမဟုတ်တော့ဘူးအကုသိုလ်အစ်တွေလည်းထပ်ပြီးဖြစ်နေမယ်ပြောတာသဘောကျရဲ့လားလို့ကိုမြင့်ဆွေကမေးတယ်မခင်လာကလည်းကောင်းညိတ်တယ်သဘောကျရင်သာရု၃ချိန်ခေါ်ပါလို့ဆိုတယ်မခင်လာကသာရု၃ချိန်ခေါ်တယ်ကိုမြင့်ဆွေလည်းမမေကြီးဘက်ကိုလှည့်ပြီးကဲသမီးကလေးကရောသဘောကျလားလို့မေးတယ်မ
မမေကြီးဟာကိုမင်းဆွေကိုတအောင်လောင်ဆိုင်ကြည့်ပြီးဟုတ်ကဲ့သဘောကျပါတယ်လို့ပြန်ပြောတယ်သဘောကျရင်တာတို့၃ချိန်ခေါ်လို့ကိုမင်းဆွေကပြောတဲ့အခါမမေကြီးနဲ့တာတို့၃ချိန်ခေါ်တယ်ကိုမင်းဆွေဟာမခင်လာရဲ့နှစ်ဖူးကိုသူ့လက်ဝါးနဲ့စမ်းကြည့်တယ်ကိုရေးကိုသားတွေကောင်းပါတယ်ဂရုပြောပြီးပြန်ထွက်သွားတယ်မမေကြီးလည်းကိုမင်းဆွေကိုအိမ်ဝအထိခါတိုင်းလိုပဲလိုက်ပို့ပြီးသူ့တာယူကိုဒီလိုရေးတယ်ဒီကတော့တိုင်းသာဆိုရင်မမေဟာရင်ဘွားတွေတုန်းကဖေဖေကိုနှိပ်စက်ခဲ့ဘူးလို့ဒီဘွားမှာဖေဖေကမမေကိုပြန်ပြီးနှိပ်စက်တာလူတိုင်းဟာဒီတရားတော်အတိုင်းနှလုံးသွင်းနိုင်ရင်သိကောင်းမှာပဲဘာပဲပြောငါကတော့ငါမမေကိုနှိပ်စက်ထားတဲ့ဖေဖေကိုသဲနာတော့မယ်ဒေါသဖြစ်တော့မယ်ရန်ညှိုးထားတော့မယ်မမေဟာအဲ့ရထဲမှာလဲနေတာ3နှစ်လောက်ရှိသွားပြီဖေဖေတခါမှမမေစီမလာဘူးအကြည်နေမေဘယ်နဲ့နေသေးလဲလို့တော့ငါကိုမမေဘူးကိုကြီးဟာနေတိုင်းလာရှာတယ်မမေလည်းကိုကြီးလာနေတဲ့အတွက်စိတ်ချမ်းသာတယ်မမေဟာသူဟောတဲ့တရားကိုသဘောကျလို့လားမေးပြီးသမီးလေးကသဘောကျသလားလို့ကိုကြီးကငါ့ကိုမေးတယ်ငါ့ကိုသမီးလေးလို့ခေါ်တာလားဒါမှမဟုတ်ရင်လည်းမေကြီးကတော့သဘောကျပြီးမေကြီးရဲ့သမီးလေးကရောသဘောကျရဲ့လားလို့မေးတာလားဒီမေးခွန်းကိုဖြေရခက်တယ်လို့ရှင်းထားတယ်နောက်နေ့ကိုမြင့်ဆွေလာတဲ့အခါသူ့ဘေးအိတ်ထဲကစက်ကူအိတ်ကလေးကိုရှေးဥစွာထုတ်လိုက်တယ်နောက်မှစက်ကူအိတ်ထဲကလက်ကင်ဘွားလေးသုံးတယ်ကိုထုတ်ပြီးမခင်လာကိုပြရင်မခင်လာရေးဒီလက်ကင်ဘွားလေးမှတ်မိသေးရဲ့လားလို့မေးတယ်မခင်လာပြုံးပြီးဒါတွေရှိသေးတာကိုလို့ပြောတယ်ရှိတာပေါ့ငါတငယ်ချင်းတွေကငါဖေငါမေကမှတ်တရပေးတာကလေးတွေငါကောင်းကောင်းသိမ်းထားတယ်လို့ပြောပြီးမခင်လာလက်ထဲကိုလက်ကဝိုင်းသုံးတယ်ထည့်ပေးလိုက်တယ်မခင်လာလည်းလက်ကင်ဘွားမှာထိုးထားတဲ့သူ့နာမည်ကလေးကိုကြည့်ရင်ချစ်ဟောင်းတွေပြန်ပေါ်လာတဲ့အတွက်ဝမ်းနဲ့ပက်လက်ဖြစ်ပြီးမျက်ရည်တွေကျလာတယ်။အိုးဘာဖြစ်လို့ငိုတာလဲကွယ်။ငါတော့ဝမ်းသာလိမ့်မယ်ထင်ပြီးပြမိတယ်။ပြန်ပေးဆိုပြီးမခင်လာလက်ထဲကလက်ကင်မွားလေးတွေကိုပြန်ယူလိုက်တယ်။ပြီးတော့မှစက်ကူအိတ်ကလေးတွေပြန်ထည့်ပြီးဘေးအိတ်ထဲထည့်ထားလိုက်တယ်။မောင်မြင့်ဆွေလည်းမခင်လာရဲ့မျက်ရည်တွေကိုသူ့လက်ကင်မွားနဲ့ယူရရတုပ်ပြီးနေတယ်။မမေကြီးတဲ့ကိုမြင့်ဆွေကသူ့မမေရဲ့မျက်ရည်တွေကိုယူရတုပ်ပြီးနေတာကိုမြင်တဲ့အခါတတ်မကြီးချလိုက်တယ်။မခင်လာကတအောင်လောက်ကြားတဲ့အခါမောင်မြင့်ငါနာမည်နဲ့ဒီလက်ကမွားတွေပြီးတော့မောင်မြင့်ကလည်းမောင်မြင့်နာမည်နဲ့လက်ကင်မွားတွေပြန်ပေးလိုက်မယ်လို့ငါမျှော်နေတယ်။ဘာဖြစ်လို့ပြန်မပေးတာလဲလို့မခင်လာမေးတယ်။ကိုမြင့်ဆွေလည်းအားအသင်းနဲ့မျက်နှာနဲ့မခင်လာကိုကြည့်ပြီးမခင်လာငါစီမှာလက်ကင်မွားတွေတောင်းမှုသလားတောင်းမှုရင်လည်းငါအမှတ်တမဲ့ဖြစ်သွားတယ်ကွယ်တမင်သက်မပေးခြင်းလို့မဟုတ်ပါဘူးလို့ပြောတယ်တောင်းတော့ဘယ်တောင်းမလဲမောင်မြင့်ငါကငါနာမည်နဲ့လက်ကင်မွားလေးပေးတယ်ဆိုတာမောင်မြင့်ကလည်းဒီလိုပဲပြန်ပေးရမှာပဲလို့မခင်လာဖြေတယ်ကိုမြင့်ဆွေလည်းသူ့ရင်ဘက်အသာပုတ်ပြီးဖြစ်မှဖြစ်ရလိကွယ်ငါတငယ်ချင်းကငါ့ကိုပေးတယ်ဆိုပြီးငါလည်းဒီလက်ကင်မွားလေးကိုတင်ထားလိုက်တာပဲငါကပြန်ပေးဖို့တင်နေဆိုတာကိုအခုမခင်လာပြောတော့မှငါစဉ်းစားမိတယ်လို့ပြောတယ်အဲဒီလိုပြောပြီးတဲ့နောက်သူ့ဖေရေးမှတ်ထားတဲ့မတ်စုတွေကတရားတစ်ပုဒ်ကိုဖတ်ပြတယ်တခြားစကားနည်းနည်းပါးပြောပြီးပြန်သွားတယ်မမေကြီးလည်းခါတိုင်းလိုလိုက်ပို့ပြီးသူ့မိခန်းထဲကိုဝင်လာတယ်နားမှာစောင့်နေတဲ့ဆီယာမကိုထမင်းစားအောင်လှုပ်လိုက်ပြီးမမေဒီလက်ကင်မွားဇလန်းကိုသမီးမသိရဘူးလားကိုကြီးကလက်ကင်မွားလေးထုတ်ပြီးဒါတွေကိုမှတ်မိသေးရဲ့သားလို့မေးနေတာပဲနောက်ပြီးမိမိလက်ထဲထည့်လိုက်တာတွေကမိမိကလက်ကမွားမှာထိုးထားတဲ့မိမိနာမည်ကိုဖတ်ပြီးမျက်ရည်ကျလာတာတွေအကိုကြီးကမျက်ရည်တုပ်ပေးနေတာတွေနောက်အကိုကြီးနဲ့မိမိနဲ့လက်ကင်မွားအကြောင်းတွေအပြန်လှန်ပြောနေတာတွေကိုဘေးကကြည့်နေကြားနေရတာရုပ်ရှင်ကားတွေကအခန်းကောင်းတစ်ခုကိုကြည့်နေရတယ်လို့ပါပဲမိမိရဲ့ဒီအကြောင်းကိုလည်းနည်းနည်းဆက်ပြီးပြောပြစမ်းမအောင်သမီးသိချင်တယ်လို့ပြောတယ်မသိချင်မှနဲ့တော့သမီးရဲ့သူ့မိကပြောတယ်သိချင်တဲ့မိမိရဲ့လို့သမီးကထပ်ပူစားတယ်မခင်နာပြုံးပြီးမိမိငငယ်ကမောင်မြင့်ကိုတိတ်ပြီးမြတ်တာရှိတယ်လို့ပြောရုံသာရှိသေးတယ်သမီးထင်နေသားပဲလို့မေကြီးကချားဖြတ်ပြောတယ်ဒါပေမဲ့ကွယ်မောင်မြင့်ကတော့ဘာမှမသိရှာပါဘူးသူကတော့စာကြည့်မယ်စာမွဲတွေအောင်ပြီးရင်ဝင်တိုက်တို့အရေးပိုင်တို့ခဏလုံးမယ်ပြီးတော့သူ့မမေနဲ့သူ့ဖေရဲ့သဘောကျအတိုင်းဖုန်းကြီးလုံးမယ်ဒါပဲသိတယ်သူ့မှာတငယ်ချင်းဆိုလို့ငါတယောက်တည်းရှိတယ်ပေါင်းတင်လည်းမထားဘူးသူ့ရင်ကလွဲရင်မေမေတို့အိမ်နဲ့ကျောင်းသာသနာရိပ်သာဒီ၃နေရာကိုပဲသွားတယ်ဘယ်မှလည်းမသွားဘူးရုပ်ရှင်တွေပွဲတွေဆိုတာလည်းဘယ်တော့မှမကြည့်ဘူးအဲ့ဒါနဲ့တနေ့တော့မေမေကခုနကလက်ကင်မွားလေးသုံးတဲ့ကိုမေမေနာမည်ထိုးပြီးပေးလိုက်တယ်အဲ့ဒီလိုပေးလိုက်ရင်သူကလည်းသူ့နာမည်နဲ့လက်ကင်မွားလေးတွေကိုပြန်ပေးလိုက်မယ်လို့မေမေကမျှော်နေတာပေါ့သူကလည်းတစ်ထဲမှပြန်မပေးဘူးအခုမှမေမေမေးကြည့်တော့မေမေကမတောင်းလို့သူမပေးတာတဲ့အဲ့ဒီလောက်ထိရှိုးတယ်
အဲ့ဒါနဲ့တနေ့ကျတော့မမေကရဲစွန်ပြီးမောင်မြင့်ချစ်တယ်ဆိုတာနင်သိလားလို့မေးလိုက်တယ်ချစ်တယ်ဆိုတာကြိုက်တာပေါ့ဟဲ့လို့သူကပြန်ပြောတယ်ကြိုက်တယ်ဆိုတာကောနင်သိသလားလို့မမေကထပ်မေးတယ်ကြိုက်တယ်ဆိုတာလိုချင်တာပေါ့ဟဲ့ယောက်ျားကမိန်းမကိုလိုချင်တာမိမကယောက်ျားကိုလိုချင်တာအဲ့ဒါကြိုက်တာပေါ့ဟဲ့လို့သူကပြန်ပြောတယ်အဲဒီတော့မမေကလည်းရဲစွန်ပြီးမောင်မြင့်နင့်မှာနင်လိုချင်တဲ့မိန်းမရှိသလားလို့ဆက်မေးတယ်အဲ့လိုမမေကမေးတော့မောင်မြင့်ဆိုရမျက်မှောင်ကြီးကုပ်ပြီးခင်လှနင်းဘာတွေလျှောက်ပြောနေတယ်လဲခလေးတွေဖြစ်ပြီးစလိတ်တောက်တာတို့ချစ်စကားကြိုက်စကားပြောတာတို့ငါတိတ်မုန်းတာပဲလို့မမေကိုငေါက်တယ်မမေလည်းအဲ့ဒီထဲကအခြေချောင်းနဲ့ပတ်သက်ပြီးသူ့ကိုမပြောရတော့ဘူးအဲ့ဒီနောက်မမေရဲ့အမေကသမီးရဲ့ဖေဖေကိုယူဖို့မမေကိုအထင်ပြောနေတော့မမေကမောင်မြင့်ရဲ့ငါဒီတထေးလှိုင်ပေးကိုမြူချင်ဘူးနင်းနဲ့ငါအိမ်ကထွက်ပြေးရအောင်လို့သူ့ကိုပြောသေးတယ်သူကအိမ်ကထွက်ပြေးရင်သူ့မေမေတည်သွားလိမ့်မယ်ဆိုပြီးသူသဘောမတူဘူးဒါနဲ့မေမေလည်းသမီးရဲ့ဖေဖေကိုယူလိုက်ရတာပဲလို့အမေကပြောတယ်မမေကြီးလည်းအတန်ထွက်အောင်ရဲလိုက်ပြီးမေမေကလည်းဖုန်းကြီးတစ်ပိုင်းဖြစ်နေတဲ့လူကိုမရဲတရဲသွားပြီးကြိုက်တာ哦ဒီလိုပဲဖြစ်မှာပေါ့လို့ပြောရင်းပြောတယ်သူ့မေကလည်းပြုံးနေတယ်တအောင်လောက်ကြာတော့သူ့အခန်းကိုပြန်ပြီးဒီလိုဓာတ်ကြီးကိုရေးတယ်ကိုကြီးလိုလူမျိုးကိုမရဲတရဲကြိုက်လို့မရဘူးမမေဟာမရဲတရဲသွားပြီးကြိုက်မိလို့အကိုကြီးကိုမရတာလက်ကင်မဇလန်းကလေးဟာစိတ်ဝင်စားကြကောင်းတယ်အကိုကြီးမမေမျက်ရည်တွေတုပ်ပေးနေအောင်ငါမြင်ရပြီးငါဘယ်နဲ့ဖြစ်သွားမှမသိဘူးအသေးတွေလှက်နဲ့ဖြစ်ပြီးတကူလုံးရာကြည့်ကြည့်ဖြစ်နေတယ်ချစ်တယ်ဆိုတာကြိုက်တာတဲ့ကြိုက်တယ်ဆိုတာလိုချင်တာယောက်ျားကမိန်းမကိုလိုချင်တာမိန်းမကယောက်ျားကိုလိုချင်တာတဲ့ကိုကြီးပြောတာတိတ်မှန်တာပဲလို့ရေးထားပါတယ်အခန်း25ပြီးပါပြီနောက်ရက်မှာအခန်း26နဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်